စိတ်ဓာတ်ခံခံမာနဲ့ဒီမိုကရေစီလမ်းကြောင်းအတိုင်းရှောင်လန်းကြဖို့လိုပါတယ် ဒီမိုကရေစီလေလီးပဲရမယ်လို့ပြောရင်ဒီမိုကရေစီတော့မရဘူးစောက်ရဲကိုမပါတာပါဒီမိုကရေစီလေစောက်ဒူရဝင်ခြင်းနဲ့ငါလိုမမေးလိုတွေဖေမနိုင်မဲနဲ့ပေးခြင်းစားခြင်းနဲ့ကောင်းသမရာကြီးဦးမင်းအောင်လိုက်လီးပြပလိုက်တယ်လီးပါကွာလက်နဲ့ကင်ထားတာပဲနိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ငါလိုမကိုမေကိုလိုငါတို့အပြတ်ချိန်ဖို့ မနှုတ်ပါနဲ့အားလုံးလူသားတွေပါ နိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ငါလိုမကိုမေကိုလိုတမတော်ကာကွယ်ဦးစီးချုပ်ယာယီသမရာကြီးဦးမင်းအောင်လိုက် ဖြီလောက်စိတ် ခင် လျှော့ ဗျားတို့ကအနေစားမပြတ်ဘူးလေအခုမဟုတ်ဘူးလေခင်ဗျားတို့ကကိုချင်းစာစိတ်မှမရှိတာတိုင်းပြည်လောက်ကြီးပြတ်သွားတယ်မသိတဲ့ပြည်သူလူထုတွေအများကြီးပေးဆက်လိုက်ရပြီအိုးအိမ်တွေနေရာတွေဒေသတွေခင်ဗျားတို့ဘာလုပ်ပေးနိုင်တော့ကျုပ်တို့ကအခုဒလန်ဆိုပြီးတက်ခံရတဲ့အချိန်မှာဒီလိုတက်မတော်အင်ကြီးတော်ဝှက်ပြီးတော့မှပြောနေတာခင်ဗျားတို့ခေါင်းဆောင်နေမဟုတ်ဘူးလားလက်ချိုးရလို့မရဘူးလားနိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်မင်းတို့ဘယ်တော့သက်တည်ရှိလဲရောက်မေလို့အဲ့တရားဝင်ဆိုရအောင်ဒီမေလို့တွေကိုမချေမုန်းနိုင်ဘူးလားတမတော်ကာကွယ်ဦးစီးချုပ်ယာယီသမရာကြီးဦးမင်းအောင်လိုက်နိုင်ငံတော်အာဏာထိန်းထားတဲ့နိုင်ငံတော်နတ်စကဝန်ကြီးချုပ်ဒီလို့တွေကိုမထိန်ခင်ဗျားတို့မချေမုန်းနိုင်ဘူးလား ဟာမဟုတ်တော့ဘူးဗျာကျွန်တော်စိတ်ပြက်သွားတယ်ဗျာ အေးချမ်းသွားနေတိုင်းရင်နဲ့ပြည်သူလူထုကတွဲပြီးအကြမ်းဖက်လက်နက်ကိုင်လို့ချိန်ညာထားတာခင်ဗျားတို့ချိန်ညာထားတာခင်ဗျားတို့အပြတ်ချိန်ဖို့ မနှုတ်ပါနဲ့အားလုံးလူသားတွေပါ ဟုတ်တယ် ကျုပ်တို့တက်မတော်သားအင်အားလက်ကားရလာတာမဟုတ်ဘူးတက်မတော်သားတယောက်ဖြစ်ဖို့မလွယ်ဘူးရှင်းလား စိတ်မကောင်း ဖြီလောက် ခင် စိ ဗျား တ် တို့လောက်တာမားနေတယ် ရှင်ကမှန်းနေတာကြာ အပြတ်ရင်းပြီးတော့အပြတ်ပြောရမှာဘယ်နိုင်ငံခင်ဗျား